တဲ့ဟုတ်စီဆိုတဲ့ကျိုးတစ်ချောင်းကကျွန်တော်တို့ရဲ့ဘဝမှာဘာနဲ့မှမလဲနိုင်တဲ့အရာလေးတစ်ခုပါဗျာအဲ့ဒီအရာလေးတွေကကျွန်တော်တို့ကမ်းမဲ့ပစ္စည်းပန်ဆန်မှုတဲ့ပို့ပြီးတော့တန်ဖိုးရှိပြီးပို့ပြီးတော့ဉာဏ်ဥတွေ့တာကြကောင်းတဲ့ဘဝလို့လည်းကျွန်တော်ကတော့ထင်မြင်ပါတယ်အဲကျောင်းသားတွေလည်းဒီလိုပဲထိပြင်မယ်လို့ယူဆပါတယ်ဘာလို့လဲဆိုတော့ကိုရမ်းနဲ့လို့တဲ့အကောင့်လေးတစ်ကောင်တေဝိုင်းရင်တော့လက်ရည်ကြီးရင်ကြာပြီးကျွန်တော်တို့ကငိုကြည့်တတ်ကြပါတယ်ဗျဥစ္စာပစ္စည်းတဲ့အခါတည်းမှာအရေးကြီးတဲ့အရာတွေလူ့ဘဝမှာရှိတယ်ဆိုတော့လည်းကျွန်တော်တို့ကနားလည်သဘောပေါက်မယ်လို့ကျွန်တော်လည်းယူဆပါတယ်ကျောင်းသားတွေလည်းယူဆမယ်လို့ကျွန်တော်ကတော့လက်ခံထားပါတယ်ဗျဟုတ်ကဲ့ပါ next slide လေးကိုကျွန်တော်သွားပါမယ်ဗျကြည့်ကြည့်ပါဒီပုံလေးထဲမှာကျွန်တော်က title နဲ့ပတ်သက်ပြီးပြောပြရတဲ့အကြောင်းအပြာလေးကိုစပြီးကျွန်တော် discussion နဲ့တူပြောရင်းနဲ့ teaching learning လုပ်သွားပါမယ်အားလုံးပဲ listen carefully ပါပဲเนาะဟုတ်ကဲ့ပါဗျ Harry the man who waits and care a few partner makers born content to breathe his native air in his own ground whose head with milk whose feet with bread whose flocks supply him with attire so whose tree in summer yield in shade so ဒီကြပြလေးမှာကျွန်တော်တို့ကအစလေးမှာတော့ဒီမှာပြောပွဲလေးဆိုရင်ကျောင်းသားတွေလည်းသဘောပေါက်ပြီးသားပါဒါပေမဲ့ကျွန်တော်ထပ်ဆင့်ပြီးတော့ share လေးလုပ်ပြီးတဲ့ကြောင်းကျွန်တော် share ပြရပြီဟုတ်ကဲ့ Happy the man ဆိုတာကပျော်ရွှင်တဲ့လူဆိုတာ whose ဘယ်လိုမျိုးကိုပြောတာလဲသူ့မှာဆန်ကနေပါလေးပဲရှိတယ်ဖခင်ဒါမှမဟုတ်ဖခင်ကပေးထားတဲ့မြေခွက်အနေငယ်လေးရှိတယ်အဲ့ဒီမြေခွက်အနေငယ်လေးကနေပြီးတော့သူရှင်သန်ပြီးတော့သူ့ရဲ့ဘဝကိုအသက်ရှင်ပြီးတော့သူ့ရဲ့ဇာတိပြည်မှာသူနေတဲ့လူအဲ့လိုလူမျိုးကသူ့ရဲ့ဘဝမှာပျော်ရွှင်နေတဲ့လူပါပဲနောက်ပြီးတော့ကျွန်တော်တို့က quest witness ဆိုတာဒီထဲမှာသူ့ရဲ့မြေကြီးထဲမှာသူ့ပိုင်တဲ့မြေလေးရှိသလိုသူ့အတွက်စားစရာတွေထုတ်လုပ်ပေးတဲ့တတ္တဝါလေးတွေလည်းရှိတယ်သူ့ကိုအနှွေးတွေလေးတွေထုတ်ပေးနိုင်တဲ့နော်ဒီတက်ရှိတိုးလေးတွေလည်းရှိတယ်တို့ပြီးတဲ့အခါကျတော့သူ့မှာငန်းလေးတွေဒါဖြစ်လို့ရှိရင်သူ့ရှိမှာတိုးအုပ်လေးတွေလည်းသူ့မှာရှိပါမယ်အဲ့လိုအထိုင်ရလုပ်ပေးနိုင်တဲ့ flock တွေရှိနေတာကလည်းသူ့ဘဝရဲ့ပြည့်စုံကုန်လုံးခြင်းကိုရရှိစေပါတယ်ဗျWhose tree in summer yield him shade ဒီပုံလေးထဲမှာကြည့်လိုက်ပါမိသားစုတွေသူကအိမ်လေးတစ်ပင်လေးကြီးတစ်ခုမှာလေယာဉ်ဒီမှာထိုင်ပြီးတော့အပန်းဖြစ်နေတယ်လို့ပဲပြောအနားယူနေတယ်လို့ပဲပြောမောလို့ခဏငားနေတယ်လို့ပဲပြောအလုံးမင်းဒရမကြည့်လို့ကောင်းတဲ့ညီမလေးတစ်ခုလို့တော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကလူ့ဘဝမှာချမ်းသာတဲ့ဘဝထက်ငြိမ်းချမ်းတဲ့ဘဝကပိုပြီးတော့အရေးကြီးတယ်ဆိုတာကိုလည်းဒီ message လေးကပေးလိုက်ပါတယ်ညနော်โอเคပါနောက်တစ်ခုကိုကျွန်တော်တို့တွားကြည့်လိုက်ပါမယ်โอเคဒီပုံလေးကိုကြည့်လိုက်ပါဒီပုံလေးကနေဝင်နေတဲ့ချိန်လေးပါစီးစာချိန်လေးပါအဲ့ဒီချိန်လေးပါကျွန်တော်တို့ဘာတွေကိုတွေ့ရမလဲဗျဒီပုံလေးထဲမှာကျွန်တော်တို့တွေ့ရတာတွေဟာ in winter fire blast who can constantly fight power day and year slice of away in hair of body resource mind quiet by day songs sleep by night steady days together miss sweet recreation so an announcement with most as this with the meditation ဒီမှာတော့ကျွန်တော်တို့ကဒီလူကသူ့ရဲ့ဘဝမှာသူ့ရဲ့ပြစ်ပင်ကအခုန